လူလောကဆိုတာသာဝရတာယာနေတာမဟုတ်ဘူး။အော်ဒီတန်တဲ့တတိယောသာဣဘကောသာအဘကေမောကုလေတာမာနုကေတောနာသံခောဒမာစရိတိစီစေနာဝေယုပရိဥပဝေလေနင်းငါကဖိုးဖိုးရဲ့အလူငွေရဟိုနင်းဟိုဖလားနဲ့လာခံတယ်တဲ့ကပိယကြီးလာခံတယ်ဖောဖောကကပိယကြီးဟောအမီလူလိုက်တယ်ဟောအေးအဲ့ဒီမမီဆန္ဒပြေပါဘာကြောင့်ဆရာရုပ်သေးဘူးဖူးဝိုင်းโอเคနေပါလေအလူငွေလဲလူရနော်ဖိုးဖိုးအတွက်ဖိုးဖိုးကမီးရဲ့ဟိုလာတာအစ်တဲ့အေးလေကုသိုလ်ရသွားပြီဖိုးဖိုးအတွက်ကိုဖိုးဖိုးအမြောက်ဘူးနော်ဟုတ်ရဲ့ကလေးခုဘက်တို့ကားလာအေးလူခဲ့တဲ့အလူကိုဖိုးဖိုးခေါ်ပြီးတော့ဖိုးအမြောက်ဝင်ပြီးဖိုးတာတိရပါစေလို့ဆိုတော့နော်နော်ဖိုးဒီတဲ့မြင့်မြတ်တဲ့ပုံပွားကိုစမ်းနိုင်ပါစေနော်တောင်းပြီဒီပါကြောင့်ဆရာကြီးခေါ်ရတဲ့မမီးအမြဲနိုင်ဟုတ်တယ်အဲ့ဒါနာဘူးတဲ့မီးလာဘူးတဲ့တရားစိတ်ဒီနေ့ဟောတဲ့တရားနာ